လိုင်းကကြိုက်တဲ့လောက်ထက်လို့ရရနော်အခုကမှပြောတယ်လို့မျိုး2လိုင်းမှ3လိုင်းမှ4လိုင်းမှမဟုတ်ဘူးနော်ဘာဖြစ်ဆိုလက်သေးတူရှည်ကသူမှမတူတာဟုတ်တယ်မလားလက်သေးတူရှည်ပေါ်မှာမတူတဲ့ခါကျတော့အမတို့ကအရင်ဆုံးပြပြလေးဆွဲလိုက်တယ်နော်ကြီးကြီးလေးဘာဖြစ်လို့လဲဆိုတော့တေးသေးလေးဆွဲလို့ရှိရင်ငါတို့ဘယ်လိုသွားဖြတ်မလဲဟုတ်တယ်မလားဒီလိုမျိုးပြပြလေးဆွဲထားတဲ့ခါကျမှ AD ကကျဲတဲ့ခါကျမှအမတို့ကဆေးဖြတ်တဲ့ခါကျအဆင်ပြေမှာလေဟုတ်လားမဟုတ်လားဆိုကိုယ့်ကိုတေးသေးလေးဆွဲပြီးလို့ရှိရင်ဖြန့်ကြည့်ကြည့်လိုက်နော်အချိန်ကျဖြန့်လို့ရလားမရလားသိသွားလိမ့်မယ်လက်အဖိဖွာအရေးကြီးရနော်လက်အားများလို့မရအောင်ဆေးတွေအများကြီးအပုံလိုက်ကြီးဖြစ်လို့မရအောင်နော်ကြိုပြောပြီးနော်ဖြည်းဖြည်းချင်းစီသွားမယ်နော်အတန်းလိုက်ကြီးမဖြစ်ရဘူးကိုဖြစ်ချင်တာပါလဲဆိုရေဆိုရှိတ်ဖြစ်ချင်တာအတန်းလိုက်ကြီးမဖြစ်အောင်မားလိုက်မယ်စိတ်ချအချိန်ကြလို့ရှင်ပြန်ပြောမယ်နော်အမလိုချင်တဲ့ပုံအမှန်ဆွဲပြထားတယ်ရေဆိုရှိတ်ပြေးလေးအပေါ်လေးကိုဒီမှာတွေ့လားတစ်ခုနဲ့တစ်ခုထပ်လာမထပ်ဘူးနော်အမားတစ်ချောင်းလုပ်ပြမယ်နော်ခုနတစ်ချောင်းအမားလုပ်ပြလိုက်မယ်တခါတည်းမှန်အောင်လုပ်သွားလို့ရှင်လည်းရရနော်အမဆိုအခုကြည့်တခါတည်းပဲလုပ်တာနော်မီးတွေပိုင်းလည်းအချိန်ချင်းမกินတော့ကိုယ့်ရဲ့လက်နိုင်တဲ့ပုံမှာမူတည်ရနော်ကိုယ့်ရဲ့လက်နိုင်နဲ့ကိုယုံကြည်ရဆိုတခါတည်းအပြီးလို့အမတို့ကကြအချိန်ကုန်လို့တခါတည်းပဲအပြီးလုပ်တာဒီနားလေးမှာတော့တိတ်မကြိုက်သေးဘူးအဖျားလေးကိုနည်းနည်းလေးအဲ့ဆိုလို့ရှိရင်ဒီပြီဟုတ်ပြီနော်